မုံမြတ်စွာသောဆွမ်းခဲပွဲဘောဇဉ်ချိုချင်ရတာလို့နဲ့တကွလူတန်းဖွယ်ရာအဖျားဖျားတို့ကို၎င်းစုံမီကျောင်းတိုက်ဘောဇနာဆောင်ဆောက်လို့ရာအတွက်ရည်မှန်းထားသည့်စေသိန်းတံမှဖြစ်ပေါ်လာသောအစပစ္စည်းကို၎င်းနဝကမ္မအလူဝတ္ထုအဆုစုတို့ကို၎င်းနိဗ္ဗာန်ရည်မှန်း၍လူတိုင်းကြပါကုန်၏ယနေ့ယခုပြုသမျှသောဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအဆုစုတို့၏အဖို့ဘာကတို့နှင့်တန်ဃာတော်များနေ့စဉ်ပွားများရသည့်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအဆုစုတို့၏အဖို့ဘာကတို့ကိုလက်ရှိဖြစ်သောမိခင်ဖခင်ကွယ်လွန်ပြီးသောမိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်ပေါင်းတို့အား၎င်းကိုဆောင်နံအိမ်ဆောင်နံဝိုင်းဆောင်နံရက်ွက်ဆောင်နံမြို့ရွာဆောင်နံလုပ်ငန်းကိုင်ငန်းဆောင်နံသာသနာတော်ဆောင်နံကဘာဆောင်နံများနဲ့တကွာရှိသမျှအလုံးစုံသောတတ္တဝါအပေါင်းတို့အား၎င်းနတ်တို့တည်းတရားမင်းနှင့်နတ်အချွေအပေါင်းတို့အား၎င်းဘဝကတော်ဆက်လာခဲ့ကြသည်မိဘဘိုးဘွားဆရာသမားဆွေမျိုးသားချင်းတို့အား၎င်းမိဆိုင်ဖဆိုင်နာအပေါင်းတို့အား၎င်းတိုင်နှန်းရှင်ပုဂ္ဂိုလ်တို့အား၎င်းဘုံမိယပုဂ္ဂိုလ်တို့အား၎င်းဝိဇ္ဇာအသီးသီးတို့အား၎င်းဒေါ်လက်ချင်းမိမောင်နှမတစုအထူးရည်စုအပ်သည့်အနန္တကိုင်းဝင်ကျေးဇူးရှင်မိဘနှစ်ပါးဖြစ်သောဥမ္မံဘာဒုနှင့်ဒေါ်ကျန္ဒရာဝတိတို့အား၎င်းမောင်ဖြစ်သူကိုရာဇာခေါ်ဥပဟာဒုအား၎င်းအခြားသောကွယ်လွန်သွားကြသည်ဆွေတော်မျိုးတော်အသီးသီးတို့အား၎င်းပါစီမာရေဆက်သွန်းချအမြပေးဝေပါကုန်၏အမြရကြ၍ကိုယ်စိတ်နှပြဇမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုကုသိုလ်အမြယူတော်မူကြပါကုန်သောသာဓုဒုတိယပြန်လဲဩဃာတပြောလိုက်ပါ